ဘုံကြီးနဲ့တကယ်မနိုင်ကြတဲ့မှာအဲ့ဒါတန်လန်းကြီးမိတာလည်းမျိုးကြီးကြည့်ကြည့်ရအောင်နော်ရောက်လာပြောအဲ့ချင်းချာဦးလေးလာစရာအကြောင်းမရှိဘူးဆိုပဲဗျငါအမေပထမရက်ကကျွန်တော်အိမ်နေရလို့ဒီမှာလမ်းလျှောက်တာဟောတော့လမ်းလျှောက်နေတာထိုင်တော့လာတာမဟုတ်ဘူးဒီမှာလျှောက်တာလာပြောလာအေးပြောခါတော့ပြီးတော့ဒီနေ့နဲ့ခါတော့ပြီးကြည့်ရနေသူကဟိုမှာအေးဟုတ်တယ်အဲ့ဘုံကြီးတင်ခဲပေါ်မှာသူကအဲ့ဒါဘသူလဲလို့ဒီနေ့နဲ့ကြည့်တာဒီလေကားပေါ်ရောက်လာရှုပ်ကုန်အဲ့လေကားပေါ်ရောက်လာကြည့်ကြအကြောင်းမရှိဘူးဘသူလဲလို့ကြည့်ကြလေအဲ့လိုညီးကနေနားကို तू မရောက်ဘူးပေါ့နော်မရဘူးလေကားပေါ်ကမတက်တာအဲ့လေကားပေါ်ကမတက်တာဟိုက်လေကားပေါ်ကမတက်တာဟုတ်ရှင်းမမယ်မကျင်းလို့မရဘူးညီးမြန်ဒီမှာအိတ်တာလားအဲ့တဲ့အဲ့ဒါအဲ့ဒါမဟုတ်ဘူးအဲ့လေကသူကအဲ့မှာအဲ့ဒါခါလိုက်ဒီမှာအဲ့ဒါဘုံကြီးနဲ့ဒီထဲအဲ့ဒါဖြည်းဖြည်းပြပီတာအောင်မေးလို့ချင်းတာနော်ဘုံကြီးနဲ့သူကခါလိုက်ဒီမှာအဲ့ဒါအဲ့နေကသူကအဲ့မှာအဲ့တော့ကျွန်တော်ဒီနားနေပြီးတော့ဘသူလုံးပေါ့ဘသူလုံးဆိုပြီးတော့ဒီနားနေကြည့်တာဘော်ရီမတက်ဘူးဟာဘသူလဲလို့ကြည့်တာလေနေခါလိုက်ဒီထဲအဲ့ဒါကိုညီမကျင်နိုင်ညီတရားဆွဲလာကျမတရားဆွဲမဟုတ်တာအခုညီးထွက်လာလို့ရှုပ်သွားတာနော်ညီးထွက်လာလို့ရှုပ်တာနော်ဟုတ်ဒီထက်မှာကျမဟုတ်ပြီခါလာတာပုတ်တင်ညိုဒီမဲ့တစ်ပင်ထူရတယ်ပုတ်တင်ညိုဥပေါ်တာညီးထွက်လာလို့ရှုပ်တာဟုတ်ပြီရပြီဟိုကရင်ပါလားဒီခမ်းပါလားဟုတ်ကဲ့ကျွန်တော်ပြပိုင်ကလေးလေးရဒီတော့ပါပဲဒါကတော့ဒီကနေမှာဒါဒီဖိုင်တက်လာတာပေါ့ဗျာနော်ဒါဘယ်နေရာဘယ်ဒေသလဲတော့ဒါနေရာဒေသအတိအကျတာမသိသေးဘူးဒါဒီဖုန်ကြီးနဲ့မိန်းကလေးနဲ့ဒါကလေးမမတူအိတ်တယ်လို့ဒါဒီတာမီညောက်ကဒါဆွဆွဲနေတဲ့ရုပ်တံပြပိုင်မတန်းလေးပေါ့ဗျာနော်ဒီမိန်းကလေးကလည်းဒါဖုန်ကြီးเจ้าမှာအမြဲတလို့လာအိတ်တယ်လို့ပြောတယ်ဗျဟုတ်ပါဒီဖိုင်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ထင်မြင်ဆက်ဆက်နဲ့အတွေ့အကြုံတွေကိုလည်း comment မှာဆွေးနွေးညှိခွန်သွားပေးခဲ့လို့ရပါတယ်ဗျကြည့်ရှုအားပေးသူတွေချင်းချင်းတိုင်းကိုကျေးဇူးများတင်ပါတယ်နေရာဒေသနေရာလိပ်စာအတိအကျသိရင်လည်းထပ်မံတင်ဆက်ပေးပါမယ်ဗျအားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံရအောင်